ဥပုသ္တိလရဲ့တန်ဖိုးကအမတန်မှမြင့်တယ်ဥပုသ်ကိုချပြီးတော့စားလိုက်တဲ့ညစာရဲ့တန်ဖိုးကဘာမှမရှိဘူးသို့တော့လူတွေကတွက်တယ်အဲ့ဒါကိုမှန်တယ်လို့ပဲတွက်တယ်ပေါ့နော်အေရိယသူတော်စင်တွေရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်ဥပုသ်ကိုချပြီးညစာစားတာဟာတန်ဖိုးမရှိတဲ့အရာနဲ့တန်ဖိုးရှိတာကိုလဲလိုက်တယ်ဒီလိုအဓိပ္ပာယ်ပဲရသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဥပုသ္တိလရဲ့တန်ဖိုးကအမတန်မှကြီးမားပြီးတော့စားလိုက်ရတဲ့ညစာတနတ်ရဲ့တန်ဖိုးကဘာမှမရှိဘူးတဲ့ပြောရမယ်ဆိုရင်သီလနဲ့သစ္စာအာဟာရကိုလဲလိုက်တာလို့ဒီလိုအဓိပ္ပာယ်ရနေတယ်ပေါ့ဒါကြောင့်မို့တကယ်သူတော်ကောင်းတွေတန်ဖိုးကိုသိတဲ့သူတော်ကောင်းတွေကြတော့တချို့ကြတေးချင်းသေးပါစေမစားဘူးဆိုတာနာရဝိန်တထေးအိမ်မှာအလုပ်လုပ်တဲ့အလုပ်သမားတယောက်ဟာဥပုသ်နေ့ဆိုတာသူ့ကိုဘယ်သူမှမပြောသည့်အတွက်ကြောင့်မနေ့စောစောတွေကအလုပ်ခွင်ကိုထွက်သွားတယ်ပြန်ရောက်လာတဲ့အခါကျတော့အိမ်လူအိမ်သားတွေကအလုံးဥပုသ်ဆောင်ကြတယ်သူတယောက်အတွက်ပဲထမင်းချက်ထားထမင်းချက်ထားတဲ့အခါကျတော့ခါတိုင်းလိုစီစီကားကားမရှိတော့သူကမေးကြည့်တယ်ဟာဒီနေ့ဥပုသ်နေ့အလုံးဥပုသ်ဆောင်နေကြတယ်မင်းတယောက်တည်းအလုံးလုံးမင်းအတွက်ပဲချက်ထားတယ်ဆိုတော့သူ့စိတ်ထဲမှာဘလို့ထင်သွားတော့ဆိုဩကျန်တဲ့လူတွေဥပုသ်ရတယ်ငါတရားဥပုသ်မရဘူးအဲ့တော့ဥပုသ်ဟာခုချိန်စောင့်ရင်ရအောင်မလားလို့အနာရဝိတထေးကိုသွားပြီးတော့မိတဲ့အခါညာတပိန်လေးကအေးညထက်ဝက်လေးတော့ဥပုသ်ရသေးတာပေါ့ထက်ဝက်ဥပုသ်တော့ရတာပေါ့ဆိုအေးသူများလို့အပြည့်မရခြင်းနေပဲစီလုံးဝမရတာနဲ့ဆိုင်ရင်တဝက်ရတာကောင်းတယ်လို့ဆိုပြီးအစာမစားတော့ပဲဥပုသ်ဆောက်တည်တယ်သူညရောက်တဲ့အခါကျတော့နေ့လည်လည်းပင်ပင်ပန်းပန်းအလုံးလုံးထားအစာမစားရတဲ့အခါကျတော့ညကျတော့လေထလာတယ်ပေါ့နော်အဲ့ဒါလိုလေထသည့်အတွက်ကြောင့်ဘိုက်တွေအမတန်မှနားလာတယ်နားလာတော့မနေနိုင်မထိုင်နိုင်ဖြစ်လာတဲ့အခါကျတော့သူ့ကိုစတုပတုစတဲ့ဆေးတွေကျွေးဖို့တိုက်တွန်းတယ်စားဖို့တိုက်တွန်းတယ်သို့တော့သူ့စိတ်ထဲမှာငါရတာမှညထက်ဝက်ဥပုသ်ကလေးရတာကျန်တဲ့လူတွေရောစားသလားဆိုကျန်တဲ့လူတွေကမလိုအပ်လို့မစားဘူးယောဂရှိရင်စားကောင်းတယ်လို့အဲ့ဒီလိုယောဂရှိရင်စားကောင်းတယ်လို့ဆိုပြီးတော့ပြောတော့သူကလက်မခံသိချင်းတေပဲစေဥပုသ်နဲ့ပဲသိမယ်ဆိုပြီးတော့အသေးခံလိုက်တယ်ဒါအဲ့ဒီပုဂ္ဂိုလ်ရဲ့လောက်ရကအမတန်မှမှန်သွားတယ်ဒီညထက်ဝက်ဥပုသ်ဆောင်လိုက်တာကြောင့်မို့လို့ तू ကနောက်ဘဝကျတော့ဘုန်းတော်ကြီးတဲ့ယောဂဆိုကြီးသွားပြီးတော့ဖြစ်တာမလဲဘူး तू ကဥပုသ္တိလနဲ့အစာအာဟာရနဲ့မလဲဘူးပေါ့နောက်ဆုံးမှာအသက်နဲ့တောင်မလဲပဲနဲ့ဒီလိုစောင့်တာအဲ့ဒါကြောင့်မို့လို့စွန့်လွတ်ခြင်းနဲ့ရယူခြင်းဒီနှစ်ခုကအများအားချိန်ထိုးပြီးတော့ကြည့်တဲ့